ဟိုးရှိရှိတော့ကပညာရှိပြီးယုံကြည်စိတ်ချရတဲ့အကြံပေးအရာရှိတူရှိတဲ့အင်အားကြီးဘရင်တစ်ပါးရှိခဲ့ပူပါတယ်။ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ်ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေအဲ့ဒီအကြံပေးအရာရှိကအမြဲတမ်းဒီစကားတစ်ခွန်းကိုပဲပြောလို့ရှိပါတယ်။အရာရာဟာအကြောင်းရှိလို့ဖြစ်လာတာပါတဲ့။ဒီနေ့မှာတော့ဘရင်ကြီးဟာဒေါ်လိုက်ထွက်ရင်မတော်တဆလက်ချောင်းတစ်ချောင်းပြင်းပြင်းထန်ထန်ဒဏ်ရာရသွားပါတယ်။ဘရင်ကြီးကဒေါသထွက်ပြီးနာကျင်နေတဲ့အချိန်မှာအကြံပေးအရာရှိဘက်ကိုလှည့်ကြည့်လိုက်ပါတယ်။အကြံပေးအရာရှိကတီတီငိမ့်ငိမ့်နဲ့ပဲစိတ်မပူပါနဲ့ရှင်မင်းကြီးအရာရာဟာအကြောင်းရှိလို့ဖြစ်လာတာပါလို့ရှောက်တင်လိုက်ပါတယ်။ဘရင်ကြီးဟာရန်ဒေါသထွက်ပြီးငါမှသွေးတွေထွက်နေတာကိုမင်းကဘယ်လိုတောင်ပြောရက်တာလဲလို့ဆိုကအကြံပေးအရာရှိကိုထောင်သွင်းအကျဉ်းချဖို့အမိန့်ပေးလိုက်ပါတယ်။ရက်နှဲငယ်ကြတဲ့အခါမှာတော့ဘရင်ကြီးဟာတောပြန်လိုက်ပါတယ်။အဲဒီအခါမှာတော့သူ့ကိုသူတို့ရဲ့နတ်ဖျားရေးစီရစ်ပုစော်ကိုကြမ်းစီနေတဲ့လူရိုင်းမျိုးနွယ်စုတစ်ခုကဖမ်းဆီးသွားခဲ့ပါတယ်။ဒါပေမဲ့ဘရင်ကြီးရဲ့လက်ချောင်းမှာတရားရှိနေတာကိုတွေ့သွားတဲ့အခါမှာတော့သူတို့ကချက်ချင်းပဲပြန်လွှတ်ပေးလိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ဟာရစ်ပုစော်မဲ့သူဟာအနာစာမရှိပဲပြည့်စုံနေရမယ်လို့ယုံကြည်ကြလို့ပါ။ဘရင်ကြီးဟာတုံ့လှုပ်ခြောက်ကြစွာနဲ့ပဲနန်းတော်ကိုပြန်ရောက်လာခဲ့ပါတယ်။သူအရင်ကချိန်ဆခဲ့တဲ့တရားဟာတကယ်တော့သူ့အသက်ကိုကယ်တင်ပေးလိုက်တဲ့အရာဖြစ်နေမှန်းသိသွားခဲ့ပါတယ်။သူဟာအကြံပေးရာရှိကိုထောင်ကနေပြန်လွှတ်ပေးလိုက်ပြီးမင်းပြောတာမှန်တယ်ငါရဲ့တရားကငါ့ကိုကယ်တင်ပေးခဲ့တာပဲ။ဒါပေမဲ့ပြောစမ်းမအောင်မင်းထောင်ထဲရောက်သွားရတဲ့အကြောင်းရင်းကရောဘာလဲလို့မေးလိုက်ပါတယ်။အကြံပေးရာရှိကပြုံးပြီးတော့ကျွန်တော်မျိုးသားထောင်ထဲမှာအပိတ်မခံရဘူးဆိုရင်အရှင်မင်းကြီးနဲ့အတူပါသွားမှာဖြစ်ပြီးသူတို့ကအရှင်မင်းကြီးအစားကျွန်တော်မျိုးကိုရစ်ပူစော်ကြမှာဖြစ်လို့ပါလို့ပြန်လည်လျှောက်တင်လိုက်ပါတယ်။ဒီပုံပြင်လေးရဲ့သင်ခန်းစာကတော့ရိုးရှင်းပါတယ်။ဆုံးရှုံးမှုတွေနာကျင်မှုတွေထဲမှာတော့အတိတ်ပဲတစ်ခုရှိနေတတ်ပါတယ်။ဒီနေ့သင်ကိုနာကျင်စေတဲ့အရာဟာမနက်ဖြန်မှာသင်ကိုကယ်တင်ပေးမယ့်အရာလေးဖြစ်သွားနိုင်ပါတယ်။